ကျမရဲ့အတန်နဲ့ကျမရဲ့ face shape ခန္ဓာကိုယ်ဘာဟော်မုန်းတောက်လဲမေးတယ်အတန်ကမိန်းကလေးတန်ပေါက်နေတော့လူတွေကကိုဟော်မုန်းအွန်တာကိုပဲသိကျင်ကြရပေါ့နော်ဆိုတော့မှန်တော့စကားပြောပြလို့ရှိရင်ကျမလေးဟော်မုန်းကိုနှစ်ခါပဲတောက်ပူပါတယ် protein nova ပေါ့နော် sakura ရှီကနေပြီးတော့မှဝယ်တောက်တာပေါ့နော် protein nova နှစ်ကပ်ဒီ2025 5လပိုင်း6လပိုင်းကျမနှစ်ခါတောက်ပူရပေါ့နော်ကျမရဲ့ first time တောက်တာကျမအရှိရ vlog တွေမှာကျမရဲ့ဒီ original အတန်ဒီမိဖမွေးတန်ဒီတိုင်းပဲမိမလိုဖြစ်အောင်အတန်တဆင့်ပြောတာလဲကျမမရှိဘူးဒါကျမရဲ့ mind ကုန်းအတန်ညောင်ဖြစ်ရင်လည်းဖြစ်နေလိမ့်မယ်ဒါပေမဲ့တချို့ကြောက်လဲစော်နေတူလို့ပြောတချို့ကြောက်လဲအန်နီတန်နေပြော by the way it's okay ကျမပဲပေါ့နော်ဆိုတော့ကျမရဲ့ face shape တွေပါဆိုလို့ရှိရင်လဲမိမနဲ့အနည်းဆက်ဆုံးတူတယ်ပေါ့နော်ဒါညင်လို့မရဘူးတော်များကိုကျမသွားရရှင်ကျမစမထင်လို့ကျမရဲ့ဒါတော့မှကျမကလူကောင်အရင်ထွားတဲ့အထက်မှာပါကျမရ9ပေ6မှာနည်းနည်းတွယ်နဲ့ရှည်ပေါ့နော်နည်းနည်းကြီးလိုက်တက်လို့ရှင်ဆော့ဆိုင်တော့မဖြစ်နေဘူးဆော့ဆိုင်မဖြစ်နေဘူးဆိုမဲ့ကျမရဲ့အရက်အမောင်းပါညာကြနည်းနည်းစော်နဲ့အဲ့လိုမျိုးတင်နေခါလေးတေးတယ်ပေါ့တင်လဲရှိရဲခါလဲတေးရဲ့အခါကျတော့လူတွေထင်အောင်ထင်မှာစိတ်ကြောင်ကျမအောင် TikTok ကရင်လဲ Shakira လိုမျိုး belly dance တွေကတော့လေစော်နဲ့တူလိုက်တာဘာစေး on လဲဘာတောက်လဲဆိုရင်မှန်တော့စကားပြောပါ protein nova နှစ်ကပ်ပဲဘဝမှာဟော်မုန်းနဲ့ဟော်မုန်းသေးဆိုပြီး on တာဆိုအဲ့ဒါပဲရှိရပါတော့တော်မြတ်ကျမရဲ့အချော်အမေဆိုလို့ရှိရင် on တော့မ on ကိုင်းဘာဖြစ်လဲဆိုတော့ကျမအလှရှိတော့ငယ်တုန်းရွယ်တုန်းပဲကျမမိမလိုနေမှာကျမရဲ့ history တစ်ခုအနေနဲ့ကိုမိမပုံဝစ်ချင်တာပေါ့နော်ချိန်တိုင်းကျမရဲ့ဘာသာရေးအရာရောကျမရဲ့ personality အရာရောကျမကြရမဟုတ်ပေမဲ့အပုံဘွားပဲပြန်နေမှာပေါ့နော်အခုစပင်းရှည်ထားတယ်ဘာညာဆိုတာကလည်းငယ်တုန်းရွယ်တုန်းအလှရှိရဲ့အချိန်မှာ history တစ်ခုအနေနဲ့ထားကျင်တာပေါ့နော်အော်ငါဒီလို main ကလေးလိုနေခဲ့တယ်ငါဒီအချိန်မှာဒီလိုအလှရရှိခဲ့တယ်ဒီအချိန်မှာငါအကောင်းဆုံးဖြတ်တန်းခဲ့တယ်ကိုယ့်ရဲ့ငယ်ရွယ်မှုနှုတ်ပြမှုကိုအသုံးချခဲ့တယ်ဒီလိုမျိုးဝစ်စားဆင်ခဲ့ဆိုတော့အမှတ်တရတစ်ခုလိုချင်လို့ပဲဒီလိုနေရပေါ့နော်ချိန်တန်တော့လဲကျမပြောတယ်လို့ပါပဲယောက်ျားပဲစွတ်မိန်မလုပ်လို့မရအောင်တိမ်လဲပါမဟုတ်ပတ်ဆိုင်ရှိရင်လေ